ကိုမလေးဖတ်တော့ဘာတွေ့တော့ဆိုဥပုသောင်းနဲ့ဥပုသောင်းကကြက်မှာတကယ်ပဲဆရာကြီးလားတဲ့အဲ့တော့ဥပုသောင်းကကြက်မှာတကယ်ဆရာကြီးမဟုတ်ပါဘူးဥပုသောင်းနဲ့တက်ကြမ်းတဲ့ဆရာတွေအများကြီးရှိပါတယ်အဲ့ဒီဆရာတွေရဲ့အောက်မှာရှိရဲ့ဒုတိယဒန်စာကြက်သမားကြီးတယောက်ပါအဲ့တော့ကြက်သမားကြီးဆိုရင်လည်းမင်းတို့ငါပြောထားတဲ့ကြက်သမားကြီးလည်းဖြစ်မှာကြောက်ရသေးရဲ့နော်အဲ့တော့ဒုတိယဒန်စာတော့ရှိတယ်ကြက်သမားတယောက်ပါဥပုသောင်းကင်တဲ့ကြက်တွေဟာကြွားတာတော့မဟုတ်ပါဘူးကြက်တိုက်တတ်တယ်ကျွေးမွေးတတ်တယ်ကြက်ပြင်တတ်တယ်10ကောင်တိုင်းအောက်ခံ10ကောင်တော့နိုင်တာကိုပိုင်သေးသေးကြပေါက်တွေ့တယ်။နောက်မင်းတို့တခုပြောပြထားမယ်ဒီကြက်ဆရာလောကမှာမင်းတို့တေချာနားထောင်ပြီးမှဥပုသောင်းမှာကိုမကြီးကြက်သမားလောကမှာဆရာတပါးလေးစားလိုက်တော့လူတပါးနော်ဥပုသောင်းကြတော့ဆရာအပားမှာမပါနိုင်သေးတဲ့လေးစားလိုက်တဲ့ကြက်သမားကြီးတယောက်တော့မင်းတို့လက်ခံပေးပါလို့ဥပုသောင်းဒီနေ့ဖြေပေးလိုက်ပြီဟဲ့လားနော်ဥပုသောင်းဟာဆရာအဆင့်မရောက်သေးဘူးလေးစားလိုက်တဲ့ကြက်သမားတယောက်တော့ထဲမှာတော့ဥပုသောင်းပါပါတယ်လို့ဟဲ့လား